အားလုံးပဲမင်္ဂလာပါခင်ဗျ Football ကို YouTube နဲ့ Facebook Channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Football ကိုစီစဉ်တဲ့ဆက်သူအပ်ကြီးပါခင်ဗျကျွန်တော်ဒီတင်ဆက်ပေးခြင်းတဲ့ပွဲစဉ်လေးကတော့ကျွန်တော်တို့ ASEAN All Star အသင်းနဲ့ဒီ Manchester United အသင်းတို့ပွဲစဉ်လေးဖြစ်တယ်ဒီပွဲစဉ်ကျွန်တော်တို့မလေးရှားနိုင်ငံမှာလာရောက်ကစားမယ့်ခြေစမ်းပွဲစဉ်တစ်ပွဲဖြစ်တယ်မလေးရှားနိုင်ငံဘူကစ်ဂျာလီကွင်းထဲမှာကျွန်တော်တို့ကန်မယ်ဒီပွဲစဉ်ကမလေးရှားစံတော်ချိန် 8:45 မြန်မာစံတော်ချိန် 9:15 မှာကန်မဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီပွဲစဉ်ကဒီကျွန်တော်တို့ပေါ့နော်ဒီလက်မှတ်နှုံးထားရနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီရိုးတန်းပေါ့နော်ရိုးတန်းဒီတန်းဆိုလို့ရှိရင်$17ကနေပြီးတော့စပြီးတော့ကျွန်တော်တို့ VIP $335အထိကျွန်တော်ရှိမယ်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်တို့ဒီ ASEAN Lion 17ယောက်ကိုကျွန်တော်ဒီ data ချက်လက်တစ်ခုကိုရှာပြီးတော့ကျွန်တော်တွေ့ထားတာရှိရဲ့ဒီပွဲစဉ်မှာကျွန်တော်အဓိကစောင့်ကြည့်ရမယ့်ကစားသမား ASEAN All Star အသင်းဘက်ကဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းလက်ရွေးတင်ကစားသမားဒီချနာတစ်ဖြစ်တဲ့ချနာတစ်အပြင်ကျွန်တော်ဒီထိုင်းလက်ရွေးတင်ကစားသမားတယောက် line ရ17ယောက်ထဲမှာပါလာမယ်ပြီးသွားလို့ရှိရင်ဖိလစ်ပိုင်ကိုသမားနေမှာဖိလစ်ပိုင်ကိုသမားပါလာမယ်ပြီးသွားရင်ချာမလေးရှားကစားသမားနဲ့အင်ဒိုကစားသမား2ယောက်နဲ့ဒီစင်ကာပူကစားသမား1ယောက်ဒီ line ရ17ယောက်ဆင်းမှာပါလာမယ်လို့ကျွန်တော်လောဆယ်တည်ထားရတယ်ဖိလစ်ပိုင်ကစားသမား1ယောက်လည်းပါအောင်မယ်လို့ကျွန်တော်တည်ထားရတယ်ဗျကျွန်တော်တို့ကဒီညီမလက်ရွေးတင်ကစားသမားဒီမောင်မောင်လေးကတော့ရွေးချက်ခံရတာမှန်တယ်ဒါပေမဲ့ကျွန်တော်ဒီ line ရ17ယောက်အဆင်းမှာတော့ပေါ်ထွက်လာမှာတော့မဟုတ်ဘူးဒါပေမဲ့လူသားဝင်ကစားသမားအနေနဲ့ပါဝင်လာမယ်လို့ကျွန်တော်တို့လောလောဆယ်တည်ထားရတယ်ဒီ Manchester United ဘက်ကိုသွားမယ်ဆိုလို့ရှိရင် Manchester United ကဒီကစားသမားတော်တော်များများကမလေးရှားနိုင်ငံရောက်ရှိနေပြီဖြစ်တယ်ဒီထဲမှာကျွန်တော်အဓိကကစားသမား9ဦးလောက်ဒီထည့်သုံးပြီးတော့တခြားလူငယ်ကစားသမားလေးနဲ့တို့ဒီ line ဆက်ရောက်ထွက်လာမယ်လို့ကျွန်တော်ဒီ data ချက်လက်တစ်ခုရသိထားရတယ်ဟိုတေချာတဲ့ဒီကစားသမားအဓိကကစားသမားတွေမှာဆိုလို့ရှိရင် Harry Maguire ပွဲထွက်လာမယ်ပြီးသွားလို့ရှိရင် Casemiro ပွဲထွက်လာမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ Bruno Fernandes ပွဲထွက်လာမယ်ပြီးနောက်တန်းက Luke Shaw လည်းပါကောင်းပါလာနိုင်တယ်ပေါ့နော်ဒီတိုက်စစ်အတွက်တော့ဘယ်သူလဲဆိုတာတည်တည်ချာချာမသိရပါဘူးတယောက်အဓိကသမားတယောက်တော့ပါလာမယ်လို့တော့ကျွန်တော်သုံးသပ်ထားလို့ရတယ်ဒီပွဲစဉ်မှာကျွန်တော်တို့ထူးရကြဖြစ်လာမှာဒီပွဲစဉ်ကပေါ့ဗျာကျွန်တော်တို့ဒီမြန်မာပြည်သက်တွေရောဒီအာဆီယံဒေသအတွင်းမှာဆိုလို့ရှိရင်လည်းဒီ Manchester United ပြည်သက်တွေကအများများတယ်ကျွန်တော်တို့ Manchester United ပဲဖြစ်ဖြစ် ASEAN All Star ပဲဖြစ်ဖြစ်ဒီပွဲစဉ်မှာနိုင်တဲ့အသင်းကကျွန်တော်တို့ဒီစူပလာတစ်လုံးကိုကင်မြောက်ရမယ်ဒီပွဲစဉ်မှာဗျာကျွန်တော်တို့ဒီကျွန်တော်ခမန်းကြည့်ရတဲ့လောက်ကဒီပွဲစဉ်ကဒီ Manchester United အသင်းက3-1ဆိုတဲ့ပုံစံမျိုးနဲ့နိုင်ဝါဖို့ရှိရဲ့ပွဲစဉ်မျိုးဖြစ်တယ်ဒီ Manchester United အသင်းရဲ့ဒီအဓိကသားသမားတွေနဲ့ဒီလူငယ်သားသမားတွေကိုဒီအမိုရင်းကဘယ်လိုပွဲထွက်လာမလဲပေါ့နော်ဒီဥစ္စာကျွန်တော်တို့ ASEAN All Star အသင်းအောင်ဘယ်လိုချင်းကပ်ပြီးတော့ကံလဲဒါလုံးဝအကြည့်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ထားတယ်ဒီ Queen နဲ့ကိုတွားရောက်ကြည့်ရှုတဲ့လူတွေအတွက်လည်းဒီ Manchester United အသင်းသားတွေကိုချစ်မြတ်လို့ပြည်သက်တွေအတွက်လည်းဒီပွဲစဉ်ကလုံးဝပွဲစဉ်ကောင်းတစ်ကောင်ဖြစ်မယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီပွဲစဉ်ကိုစောင့်ကြည့်မဲ့လူတွေကအများကြီးပဲရှိရဲ့ဒီပွဲစဉ်ကျွန်တော် Skynet Sport ကနေပြီးတော့လွှင့်ပေးမယ်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင် Two Sport ကနေပြီးတော့လွှင့်ပေးမယ်လို့ကျွန်တော်လောလောသိထားရတယ်ဗျဒီပွဲကောင်းတစ်ပွဲဖြစ်တဲ့အတွက်ပေါ့နော်ဒီပွဲစဉ်ကိုကျွန်တော်ရွေးချက်သုံးသပ်ပေးတာတော့ကျွန်တော်မရှိတော့ဘူးဒါပေမဲ့ဒီဘယ်အသင်းမဲ့နိုင်တယ်ကျွန်တော်တို့ကပျော်ရွှင်တရားဖြစ်တဲ့အတွက်တန်ရွေးချက်သုံးသပ်ပေးတာမရှိတော့ဘူးကျွန်တော်တို့ဒီ Manchester United အသင်းနဲ့ကျွန်တော်တို့ ASEAN All Star အသင်းဒီကံမဲ့ပွဲတင်ကိုကျွန်တော်စောင့်ကြည့်ဖို့ပြလုံးဝတက်ကြွနေပြီဖြစ်တယ်ဗျာကျွန်တော်တို့ကစားသမားမောင်မောင်လင်းလဲဒီကိုတွေဦးနာနာကိုသွင်းယူမလားပေါ့နော်ဒီဦးနာနာကတော့သူပါလာမှာပဲတေးကြတယ်ကိုသမားနဲ့ဦးနာနာတေးကြပါလာမှာဆိုတော့ဗျာဒီပွဲစဉ်မှာဒီမောင်မောင်လင်းကဦးနာနာကိုကိုတွေသွင်းယူပလာတောင်လို့တခြားကစားသမားတွေကပဲဒီဦးနာနာကိုသွင်းယူမလားဒီစင်ကာပူကစားသမားIfran Fari တို့ပေါ့ရှိရပေါ့နော်ဒီကစားသမားတွေပဲသွင်းယူမလားပေါ့နော်ဒါကျွန်တော်တို့လုံးဝစောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ batting company တွေကသူဒီခြေစမ်းမှုဖြစ်တဲ့အညီပြသူတို့ကြေးဖောက်တာတွေပါလောက်ကြီးဒီဘယ်လိုပြောမလဲဒါကြီးကိုလုံးဝဒီကထဲမထားတဲ့သဘောရှိတယ်အဲ့အတွက်ကျွန်တော်ဒီပွဲစဉ်ရဲ့ဒီရလက်ကိုတော့ကျွန်တော်3-1လို့ပဲကျွန်တော်ခံမှန်းပေးလိုက်ပါတယ်ဗျ